ဟာလို့ဘုရားလားကားလေးတော့ညနေပါရလာတဲ့ကားလေးပေါ့နော် GTR လေး GTR ကိုဘလို့ဆင်ရမလဲဘလို့ဆင်နားမလဲဆိုတာကျွန်တော်ကွန်မန့်မှာရေးလာခဲ့ပြီကြတော့အဖို့ဝီဆင်လည်းပို့လာပြီကြပါဒါလေးဆင်ပြီးရင်တော့တိုင်းတွဲပါဘောနော်ကျွန်တော်ဟိုင်းဒီချပေးတာမယ်အဲ့ဒီထဲမှာကျွန်တော်တို့ခရီးထွက်ကြမယ်ဒီလိုစောချင်တဲ့မျိုးကိုလည်းဟိုင်းဒီချလာပြီးလို့ရတယ်နော်ဒီနေ့မှရလာတဲ့ဒီဆက်ကားလေးပါမိုးလေးချုပ်ပြီးဆိုတော့ဒီနေ့တော့မစင်တော့ဘာမှကြမှာမရှိဒါကိုဘယ်လိုစင်နားမလဲဆိုတာကားပေးစရာရှိတာနော်တကယ်လို့ကျွန်တော်လိုက်လွှင့်လို့ရှိရင်ကျွန်တော်ကားလေးလက်ဆောင်ပေးမှဖြစ်ပါတယ်ဒါလေးလည်းရောင်းရတာနော်